လာပါကျွန်တော်ကိုပြပြပြီးတောင်းမှာကတော့လူတအုပ်ဟာစင်းမှုတွေကထွက်ပေါ်လာပြီးတမ်းပြီးတစ်ခုလုံးကိုဥဆောင်တောင်းခဲ့ပါလေသူစကားတွေဟာပေါင်းများစွာသောလူတွေကိုရှစ်ဆောင်ပြခဲ့ပေမဲ့လည်းသူလုံးရက်တွေကြောင့်ပဲတန်းချီသောလူတွေကိုတည်ဆုံးစေခဲ့ပါလေသူနာမည်ကတော့ Adolf Hitler ပဲဖြစ်ပါတယ်ဘာသာလာပါတဲ့အမှုပြန်မှာဝေးကွာသွားခဲ့ပြီးဘလို့တမန်တကူပြောင်းလဲနိုင်တဲ့ရက်ဆက်တဲ့မူဆိုကြီးဖြစ်လာခဲ့တာလေ1889ခုနှစ်ဧပြီ20အော်စထရီယာမှာဝေးကွာခဲ့ပါတယ်ဟစ်တလာရဲ့အဖေကတိမလုံးပေမဲ့သူ့အမေကတော့ချင်းမြတ်တာများစွာနဲ့ပြုစုပေးခဲ့ပါတယ်ဟစ်တလာရဲ့အဖေကတော့သူ့ကိုအစိုးရဝန်ထမ်းဖြစ်စေချင်ခဲ့ပါတယ်ဒါပေမဲ့ဟစ်တလာကတော့ဘဝသနာပါတဲ့အမှုပြန်ကိုပဲတော့ချခဲ့ပါတယ်တို့အိမ်မက်ကိုအကောင့်ထဲပို့ဖို့အတွက်ဖီလီလာမြို့တို့ထွက်လာခဲ့ပါတယ်ဒါပေမဲ့ပကြီးပညာအကြောင်းကတော့နှစ်ချင်းစတိတိပြန်ပယ်ခဲ့ပါတယ်ဒီနေပင်ချာသူ့ကိုဒေါသထွက်ပေါ်စေခဲ့ပါတယ်တစုံတစ်ယောက်ကသူ့ကိုပွင့်လင်းမြင့်ပြောခဲ့မှဆိုရင်ဒီအကြောင်းအရာကြောင့်တန်ပေါင်းများစွာလူတွေပြေဆုံးရမဆိုတာဒီပါလားနှုတ်ပညာသမားဖြစ်လာတော့တဲ့အခါသူပဲကိုရောက်သွားခဲ့တာတဲ့ပထမကမ္ဘာစစ်အတွင်းမှာဟစ်တလာဟာဘူတင်တန်းသားအဖြစ်တောင်းဝင်ထမ်းဆောင်ခဲ့ပါတယ်။သူဟာတနက်တန်ရာရခဲ့ပြီးအန်ကလော့စုကိုလည်းရရှိခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်မျိုးပေါ်အားမရခြင်းနဲ့ဂျာမနီရဲ့အရှုံးနေမှုကသူ့ကိုညိုတေးတူပွားလာစေခဲ့ပါတယ်။ဂျာမနီမှာလူတွေဆင်းရဲမှုတွေကြုံနေရပြီးနိုင်ငံရေးအထိမ်းအမှန်ရှိတဲ့အချိန်မှာဟစ်တလာဟာများစွာသောမျှော်လင့်မှုများဖြင့်သူ့ရဲ့နာဇီပါတီကိုတည်ထောင်ခဲ့ပါတယ်။သူ့ရဲ့စကားတွေကပြည်သူတွေကိုစိတ်အားတကြွစေခဲ့ပြီး1933ခုနှစ်မှာပဲဂျာမနီရဲ့နိုင်ငံချုပ်တူဖြစ်လာခဲ့ပါတယ်။ဟစ်တလာရဲ့လွှမ်းမိုးမှုကကမ္ဘာစစ်ကြီးတစ်ခုဖြစ်လာစေခဲ့ပါတယ်။ဂျာမနီဟာပိုလန်ကိုကျူးကျော်ပြီးဒုတိယကမ္ဘာစစ်ကိုစတင်ကြုံရခဲ့ပါတယ်။တန်းချီသောလူများပြဆုံးခဲ့ပြီးတမိုင်းမှာကျန်းဖတ်မှုအကြီးဆုံးဖြစ်သွားစေခဲ့ပါတယ်။1945မှာအတော်ဟစ်တလာရဲ့အာဏာရှင်ဟာဆုံးသက်ဖို့ရောက်လာခဲ့ပါတယ်။1945ခုနှစ်30ရက်နေ့မှာဆိုဗီယက်တပ်များပါလီမြို့ကိုဝင်ရောက်လာခဲ့ပြီးနိုင်ငံတော်ခြေလမ်းကျန်ရှိတော့တဲ့ဟစ်တလာဟာနောက်ဆုံးဆိုဗီယက်ချက်ကိုချမှတ်ခဲ့ပါတယ်။ဟစ်တလာရဲ့သူ့ရဲ့ချက်သူအီဗာဖလိုင်းတို့ဟာမြေအောင်တူးထိုင်တဲ့မှာအသက်ကိုအဆုံးစီနေခဲ့ပါတယ်။သူတို့ရုပ်လောင်းကိုလည်းအစားဖျက်ရန်ချုပ်ချယ်ထားခဲ့ပါတယ်။တစ်ပတ်အကြာမှာ1945မေလ10ရက်နေ့မှာဂျာမနီဟာတရားဝင်အရှုံးခံကြောင်းကြေညာခဲ့ပါတယ်။မြစ်ဆွေတို့အမိကတော့ဟစ်တလာဟာအကြီးမားဆုံးအမှားလုပ်တဲ့သူလားဆိုတာကွန်မန့်မှာဝင်ပြပေးခဲ့လို့ရပါတယ်။အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။